ပါတယ်မင်္ဂလာပါအခုဝင်ကြီးများရဲ့ heritage market ကိုလမ်းလျှောက်ပြီးတော့သွားပါမယ်။ဘာလို့လမ်းလျှောက်တာလဲဆိုတော့ဝင်ကြီးများရုံးနဲ့တားတို့အိမ်ကနီးပါတယ်ခင်ဗျာနော်။တော့ဒီမှာပါမုတ်ဖိုင်းဟိုးမှာဝင်ကြီးများရုံးမေမေကအဲ့မှာဖိုင်ဖွင့်တယ်။နဲ့ဂိတ်3ပဲရင်တော့ဂိတ်4တို့ဂိတ်5တို့ကနေလဲလာလို့ရပါတယ်ခင်ဗျာတကတော့အခုသွားနေတာကဂိတ်3ပါအဲ့တော့ဂိတ်3ပေါက်ကနေပြီးတော့မမေးဆိုင်လေးကိုဝင်လို့ရပါတယ်เนาะကဲအခုဂိတ်3ပေါက်ကနေဝင်လာပါပြီအချိန်ကတော့မနက်10:00 နာရီလောက်ဆိုတော့လူလဲရှင်းနေပါတယ်ဒါက heritage market လေးရှိတဲ့ဝင်ကြီးများရုံးထဲကအဆောက်အဦလေးပါဟိုဘက်ကလည်းဝင်လို့ရတယ်ဒီဘက်ကလည်းဝင်လို့ရတယ်ဟုတ်ပါတယ်အခုတက heritage market ထဲကိုဝင်လာပါပြီเนาะမနက်စောစောဆိုတော့ဆိုင်တချို့ကတော့ပိတ်ထားတော့မှာပဲတို့ကတော့ဒီနေ့စောနေတာပါကဲလေးသွားနေတာဘယ်သူဆိုင်ကိုလဲမေမေရဲ့ဖိုင်ဖိုင်ရ heritage market ရဲ့ hallway မှာနေတာထားတာလို့ပြောတာထားတာလို့ပြောတာအခုဒီမှာရောက်ပါပြီခင်ဗျာဘာရုပ်ကလေးတွေရလဲရှင်သားမသိတဲ့ရုပ်တွေလည်းရှိတယ်ဟုတ်ကဲ့ပါနောက်ဘာတွေရသေးလဲကလစ်ကလေးပန်ပြပါအောင်ဘယ်လိုပန်ရလဲကလစ်ကဆိုပြီးမှမရှိရပါနဲ့ပန်ပါလဲလို့မမေကိုပန်ပေးမယ် thank you okay ဒီလိုမျိုးပန်ရတယ်ဟုတ်ပြီနောက်ဘာတွေရသေးလဲမမေဆိုင်မှာငကတ်တွေရသေးတယ်ငကတ်တွေလည်းရသေးတယ်ငကတ်တွေရသေးတယ်scarf တွေလည်းရတယ်နော်စုံမဲပေါ့မနီဘတ်တွေလည်းရတယ်မနီဘတ်လည်းရှိတယ်နော်အဲ့လိုလေးဖွင့်ရတာ good job မမေးဆိုင်လေးကဘယ်မှာရှိရလဲဝင်ကြီးများရုံ heritage market မလေးဝင်ကြီးများရုံ heritage market မှာတမမေးခိုင်မှာလည်းအန်ဒီဖန်နာလာတဲ့အင်ကြီးတွေ fabric တွေလည်းရှိပါတယ်ဟုတ်လားအင်ကြီးတွေဘာအင်ကြီးတွေရှိရလဲပြပေးပါဦးမိန်းကလေးအင်ကြီးတွေဒါလေးကဘာအင်ကြီးလေးလဲမိန်းကလေးအင်ကြီးလှတယ်နော်အင်ကြီးလေးတွေကမမေကိုတစ်စုံလောက်ရွေးပေးပါဦးဒီထက်ကဘာလေးဝေးရမလဲဒါလေးဝေးရမယ်ဝယ်လိုက်မယ်နော်ဘယ်သူမှမလာသေးဘူးလာရင်ဝယ်မယ်နော်အထဲမှာလည်းရွေးပေးအောင်အထဲမှာလည်းစကတ်လေးတွေရှိသေးတယ်ပြအောင်အထဲကစကတ်လေးတွေလည်းလှတယ်ဒီအိတ်လည်းဝယ်ရမယ်ဒီကောင်ဝင်လေးတွေရောဝယ်ရမလားဒီကောင်ဝင်လေးလည်းရမ်းလှတာပဲဒါလေးဒီထက်မှရွေးပေးပါအောင်ဗာလေးလှလဲလို့မကန်းကော်ပန်လေးလားဟေးကတုံးဘာလေးလှလဲကန်းကော်ပန်လေးလှလားဒီပန်းလေးလှလားကန်းကော်ပန်ကန်းကော်ပန်လေးဝယ်ရမယ် okay thank you ပါအန်နီဆန်နာရဲ့ဆိုင်နာမည်လေးကိုပြပါအောင်လာလေဘူးဖိတ်ပါအောင်ဒီည heritage market မှာအတူတူပဲပေါ့ thank you